တွေကစီးချိုယောဂါကိုဖြစ်စေရတယ်စီးချိုဖြစ်စေတဲ့အကြောင်းရင်းတွေကတော့အများကြီးရှိပါတယ်ဒီထဲမှာ genetic လို့ခေါ်တဲ့မျိုးလိုက်ချင်းကြောင့်ဖြစ်တဲ့စီးချိုကတော့အဓိကကျတဲ့အကြောင်းရင်းတွေမှာပါဝင်နေပါတယ်ရှာဖွေတွေ့ရှိချက်တွေအရကိုယ့်ရဲ့မိခင်ဒါမှမဟုတ်ဖခင်ကစီးချိုယောဂါရှိရဆိုရင်တော့တခြားလူတွေထက်ပိုပြီးတော့ကိုကစီးချိုယောဂါဖြစ်နိုင်ခြင်းများပြားနိုင်ပါတယ်ဒီခဏစားမယ်နေချောင်း6မယ်စားနိုင်လောက်ကိုယ်လေးချိန်ကြာလာမယ်ဒီဟာတွေကတော့စီးချိုယောဂါရဲ့ရှေ့ပြေးလက္ခဏာတွေပဲဖြစ်ပါတယ်လူများစုအထင်မှားတာစီးချိုရှင်ရင်ဘာမှစားလို့မရဘူးဆိုတာပါပဲတကယ်တော့အကုန်စားလို့ရပါတယ်ပမာဏကိုချင်းချင်းပြီးစားတတ်ပါတယ်အများပြောကြသလိုမျိုးစီးချိုဖြစ်ရင်မျက်စိကွယ်တာခြေထောက်ဖြတ်ရတာမျိုးတွေဖြစ်ဖို့မလိုအပ်ပါဘူးလေးလာတစ်ချိန်ဆရာဝန်နဲ့ပုံမှန်ပြသပြီးစနစ်တကျထိန်းသိမ်းမယ်ဆိုလို့ရှိရင်တင်ဟာယောဂမရှိတဲ့သူတွေကိုပဲပျော်ရွှင်တဲ့ဘဝကိုဖြစ်တတ်နိုင်မှာပါအရေးကြီးတဲ့အချက်ကတော့ကိုယ့်ရဲ့သွေးထင်းကြတဲ့ပမာဏကိုကောင်းစားသိရှိပြီးအိမ်မှာကိုယ်တိုင်သွေးဖောက်စစ်ဆေးဖို့လိုအပ်ပါတယ်သွေးရင်းတကြားတက်ကိုကိုယ်ကအိမ်မှာစစ်ဆေးဖို့အတွက်ဆိုရင်တော့ Meditest ရဲ့စီးချိုသွေးချိုတိုင်းဆက်လေးရှိပါတယ်။ဒီဆက်လေးကကိုရီးယားနည်းပညာကိုအသုံးပြုထားပြီးတော့ Made in PRC brand လေးပဲဖြစ်ပါတယ်။ဒီဆက်လေးကိုမှာရချင်နိုင်ဆိုရင်တော့ Concordia Hotline ဒါမှမဟုတ် Concordia Facebook Messenger လေးမှာမှာယူနိုင်ပါတယ်။ Meditest ဆိုစီးချိုသွေးချိုတိုင်းဆက်စီးချိုသွေးချိုတိုင်းဆက်ဆိုရင် Meditest